လူတယောက်ကအသက်40နှစ်ရွယ်မှာမော်ဆက်တရဲ့တည်ချင်းတွေကိုအလွတ်တီးပြနိုင်တာမျိုးတိတ်မကြခင်မှာပဲဘာသာစကားအသက်တစ်ခုကိုရေးရေးလဲလဲပြောနိုင်တာမျိုးတွေဟာကျွန်တော်တို့ပြောနေကြပါရမီနဲ့တကယ်တော့တိမဆိုင်လာဘူးလို့ပြောရင်လက်ခံနိုင်မလားဗျာအစားပိုင်းတော့လက်ခံဖို့ခက်မယ်ထင်တယ်ရှင်လူတွေကချက်ချင်းတော်နေတာမျိုးကိုပဲပါရမီလို့မြင်တတ်ကြတာကိုဟုတ်တယ်ဗျာဒါပေမဲ့ဒီနေ့ကျွန်တော်တို့လှုပ်သွားမဲ့ဒီနက်နက်ရှိုင်းရှိုင်းလိလာသုံးသပ်မှုအစီအစဉ်မှာတော့လူတော်များများလက်ခံထားတဲ့အဲ့ဒီပါရမီဆိုတဲ့အယူဆကိုလုံးဝပြောင်းလဲပြစ်မဲ့အကြောင်းအရာကိုဆွေးနွေးသွားမှာပါဟုတ်ပါတယ်ရှင်ဒီနေ့ဆွေးနွေးမဲ့အဓိကရင်းမြစ်ကတော့ထိုင်းနိုင်ငံကနာမည်ကြီး YouTube channel တစ်ခုဖြစ်တဲ့ပူလူကရက်နိုင်တိုခွန်းဆိုတဲ့ channel ကဗီဒီယိုတစ်ခုကိုအခြေခံထားတာပေါ့အဲ့ဒီနာမည်ကမြန်မာလို့ဆိုရင်တင့်အတွင်းကဘီလူးကြီးကိုနိုးထောစေခြင်းဆိုတဲ့သဘောမျိုးပေါ့သူတို့တင်ပြထားတာကစိတ်ဝင်စားစရာကောင်းတယ်ဗျာတကယ်ပါရမီစစ်ဆိုတာမွေးရပါခေါငင်ကကြာလာတဲ့မော်ဆန်တဲ့လက်ဆောင်မဟုတ်ဘူးတဲ့ဒါပေါ့အဲ့ဒီအစားစိတ်ဖိစီးမှုတွေကြာရှုံးမှုတွေနဲ့ကြုံလာရတဲ့အခါတင်းရဲ့ဦးနောက်ကဘလူတုံးပြန်တယ်လဲဆိုတော့အလွန်တိကျတဲ့ဦးနောက်ရဲ့လုပ်ငန်းစဉ်ပုံစံတစ်ခုသာဖြစ်တယ်လို့ဆိုထားတယ်လေပြင်ပကမြင်ရတဲ့စွမ်းဆောင်ရဲ့အချောသက်ကိုပဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးပေါ့ဆိုလိုတာကကျွန်တော်တို့မျက်စိနဲ့မြင်ရတဲ့အရာထက်အလို့တစ်ခုခုလုပ်တဲ့အခါဦးနောက်အာယုံကြောစနစ်နဲ့စိတ်ခံစားမှုတွေဘလို့ပူပေါင်းအလုပ်လုပ်ကြတယ်လဲဆိုတဲ့အတွင်းပိုင်းရန်တရားကပိုရည်ကြီးတယ်ပေါ့အတိအကျပဲရှင်ပြဿနာတစ်ခုခုဖြေရှင်းတဲ့အခါတင်ဦးနောက်ကဘလို့ဓာတုပစ္စည်းလေးထုတ်လုပ်ပြီးတယ်လေအဲ့လုပ်ငန်းစဉ်ကနေဘလို့ထိစိတ်ကြည်နေမှုရတယ်လဲဆိုတာကတကယ်အဖြေပါပဲကဲဒါကိုတေချာလေးဖြေကြည့်ရအောင်ဗျာပါရမီကိုရှာတဲ့နေရာမှာလူတွေအများဆုံးလွဲမှားတဲ့အချက်နဲ့ဆက်လိုက်ခြင်းတယ်တခုခုကိုအချိန်မိတဲ့အထိလက်မနေမိပြီဆိုရင်အဲ့ဒါမြင့်ပါရမီပဲဆိုတဲ့ယူအားစားပေါ့အဲ့ဒါတော်များများမားတဲ့အချက်ပဲဟုတ်တယ်လေဥမာ TikTok လိုမျိုးဗီဒီယိုတိုးလေးတွေကို3နာရီဆက်တိုက်အချိန်မိပြီးကြည့်နေမိတာဒါမှမဟုတ်မနက်3နာရီအထိ game ဆော့နေမိတာမျိုးရှိတယ်ဗျာဒါမဲ့အဲ့ဒီလိုချိန်မိတိုင်းငါ game ဆော့ဖို့မွေးဖွားလာတာလို့သတ်မှတ်လို့မရနိုင်ဘူးလို့ဒီရင်းမြစ်ကထောက်ပြထားတယ်ဟုတ်ပါရဲ့ရှင်ဦးနောက်ရဲ့ solar page စနစ်အလုံးလုံးပုံကိုကြည့်ရင်ပိုရှင်းသွားပါလိမ့်မယ် game တွေ social media တွေဆိုတာဦးနောက်ကိုအလွယ်တကူဆွဲဆောင်နိုင်အောင်တမန်သက် engineer ချုပ်လုပ်ပြီးဖန်တီးထားတာလीဒိုပါမင်လို့ခေါ်တဲ့ကျဉ်းနှံ့မှုဟော်မုန်းကိုချက်ချင်းထွက်လာအောင်လုပ်ထားတာမျိုးပေါ့ဒါပေါ့ game ထဲမှာရန်တိုကိုပစ်လိုက်တာနဲ့အမတ်တွေတက်လာမယ်အတန်နေမီလာမယ်ရောင်စုံ effect တွေလင်းလက်သွားမယ်လीဒါတွေကဦးနောက်ကိုအလွယ်တကူတာယာပါစေတဲ့မြန်ဆန်တဲ့ဆူလာတီပေါ့ဒီသဘောတရားက fast food မြန်စားပြီးချက်ချင်းပိုက်ပြီးသွားသလိုအရသာရှိသွားသလိုခံစားရတာနဲ့ကိုယ်တိုင်အချိန်ပြီးချက်ပြုတ်ပြီးမှစားရတဲ့ကျမရဲ့နဲ့ညီညွတ်တဲ့အစားအစာနဲ့ရတဲ့နှဆိုင်တဲ့ကျဉ်းနှံ့မှုမျိုးကွာခြားသွားသလိုဖြစ်နေမလားအဲ့ဒီနိုင်ရှင်ချက်ကအယမ်းဟိမိတယ်ရှင် fast food လိုပါပဲတကယ်ပါရမီဆိုတာအဲ့ဒီလိုလွယ်လွယ်ကိုရလာတဲ့တာယာမှုမျိုးမဟုတ်ပါဘူးစမ်းသက်ကြည့်လို့ရတယ်လေတကယ်လို့များ game တွေကအမတ်တွေအတန်နဲ့ရောင်စုံ effect တွေအားလုံးကိုဖယ်လိုက်မယ်ဆိုပါစို့ graphic တွေမပါတဲ့ရိုးရိုးပြဿနာဖြေရှင်းရတယ်ဖိလီတတ်ပဲကျွန်တော်မဆိုရင်ပေါ့ဟုတ်တယ်အဲ့ဒီလိုအခြေအနေမျိုးမှာတော့အဲ့ဒီလုံကိုင်းစဉ်ကိုသဘောကျနေသေးသလားပေါ့တကယ်ပါရမီဆိုတာစိတ်ဖိစီးမှုကိုထပ်ပြေးရှင်လို့လုပ်တဲ့အရာမဟုတ်ပါဘူးရှင်ရှင်းသွားပြီဗျပြဿနာတွေကိုဖြေရှင်းတာအတစ်တစ်ခုကိုတိစုပ်တာဒီနဲ့ရလာတဲ့စင်ခေါ်မှုကိုလိုချင်လို့လုပ်တဲ့အရာဖြစ်ရမှာပေါ့ခဲ့တဲ့လုံကိုင်းစဉ်ကြီးတစ်ခုလုံးကိုနှစ်သက်လို့လုပ်တဲ့အရာမှာဒါတကယ်ပါရမီဖြစ်နိုင်ခြေရှိတာပါဆိုလိုတာကကျွန်တော်တို့အချိန်မေ့သွားတာဟာဦးနောက်ကဆူလပ်ကိုလွယ်ရလို့တာယာသွားတာလားဒါမှမဟုတ်တကယ်ကိုအနှစ်သာရရှိတဲ့ပြဿနာဖြေရှင်းမှုလုံငန်းစဉ်တွေမှာနစ်မြုပ်သွားလို့လားဆိုတာကိုတေချာခွဲခြားဖို့လိုတာပေါ့မှန်ပါတယ်ရှင်အဲ့ဒီလိုခွဲခြားနိုင်မှသာလမ်းကြောင်းမှန်ပေါ်ရောက်မှာပါဒါပေမဲ့ဒီနေရာမှာစဉ်းစားစရာတစ်ခုပေါ်လာတယ်ဗျာဦးနောက်ကအဲ့ဒီလိုတက်တောင့်တသားရှိတာကိုကြိုက်တယ်လွယ်ကူရတဲ့ဆူလပ်တွေကိုသဘောကျတယ်ဆိုရင်ဘာလို့တခါတလေကျရင်ကိုအရန်ကြောက်တဲ့ຢာတွေကိုမှတခါလှုပ်ချင်နေမိတာလဲဘလို့မျိုးကိုဆိုလိုတာလဲရှင်ဥပမာဗျာလူရှိထွက်စကားပြောရမှာကိုတွေးလိုက်တာနဲ့ဒူးတော်အောင်ကြောက်နေပြီမဲ့စိတ်ကူးထဲမှာတော့ငါသာစီမမစကားပြောလိုက်ရရင်ဘလို့ကောင်းမလဲဆိုပြီးအမြင့်တွဲနေတဲ့သူမျိုးတွေရှိတယ်လေဦးနောက်ရဲ့သဘောဝနဲ့ဆန့်ကျင်ဘက်ဖြစ်မနေဘူးလားအဲ့ဒါကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဆန့်ကျင်ဘက်သဘောဝတစ်ခုပါပဲကျမတို့ကအကြောက်တရားဆိုတာနဲ့မလို့တဲ့ဘူးရှောင်ဖြစ်ရမယ်လို့အမြဲတမ်းပုံတည်သွေးတတ်ကြတာလေဟုတ်တယ်ဗျာကြောက်ရင်မလုံနဲ့ဆိုတာမျိုးပေါ့ဒါပေမဲ့ဒီအမိတဲမှာရှင်းပြထားတာကတော့တချို့သောအကြောက်တရားတွေကကိုယ့်အတွက်အရင်ရေးကြီးနေလို့ဖြစ်ပေါ်လာတာတဲ့ရေးကြီးလို့ကြောက်တာနည်းနည်းထည့်ရှင်းပြပါလားဗျာလူရှိထွက်ပြောရမှကြောက်နေတဲ့သူဟာအဲ့ဒီအလို့ကိုတကယ်လို့ချင်နေတာပါ
သူ့ရဲ့ပုံရိပ်သူ့ရဲ့ဝိသေသလက္ခဏာနဲ့အရက်ကိုနီးစပ်နေလို့လွဲချော်သွားမှအမားလုံးမိမှာကိုစိုးရိမ်နေဦးနောင်ရဲ့အစွန်းရောက်ကာကွယ်မှုစနစ်တစ်ခုအလို့လုံနေတာလို့ဆိုပါတယ် ။အော်သဘောပေါက်ပြီ။ကိုတရအရေးမပိုင်အဲ့လိုကြောက်နေမှာမဟုတ်ဘူးပေါ့ ဟုတ်ပါတယ်ဒီချက်ကိုဗီဒီယိုထဲမှာမြေကြီးမာမာနဲ့ခိုင်းနှိုင်းပြထားတယ်အကြောက်တရားဆိုတာအဲ့ဒီမြေကြီးမာမာကြီးပါပဲဒါပေမဲ့အဲ့ဒီမြေကြီးမာမာအဝါပေါက်ဖွားဖို့စောင့်နေတဲ့မျိုးစစ်ဆိုတဲ့ပါရမီရှိနေလိုက်တယ် ။ပြဿနာကလူအများစုဟာမြေကြီးမာတာကိုမြင်တာနဲ့ကြောက်စရာကောင်းတာကိုတွေ့တာနဲ့တူးဆော်မကြည့်တော့ဘဲနဲ့လှည့်ပြန်ပွားကြတာကို အတိအကျပါပဲရှင်အဲ့ဒါကြောင့်အကြောက်တရားတိုင်းကိုရှောင်ပြီးစရာမလိုဘူးလို့ဆိုလိုတာပါ ခဏလေဗျာအဲ့ဒီနေရာမှာမေးစရာတခုရှိလာပြီအကြောက်တရားအတိုင်းကတော့အဲ့ဒီလိုကိုယ့်အတွက်အရေးကြီးလို့ဖြစ်လာတာမဟုတ်ဘူးလေ ဘလို့အချင်းနီမျိုးကိုပြောတာလဲရှင် ဥပမာငယ်ငယ်ကအတန်းရှိထွက်စားဖာရတော့ကအမားလို့မိလို့အတန်းတစ်ခုလုံးဝိုင်းရတာခံခဲ့တယ်ဆိုပါစို့အဲ့ဒီလိုအဆက်ကွဲခဲ့ရတဲ့စိတ်ရဆိုပင်ဟို trauma လေးကြောင့်အခုချိန်ဒီလူရှိထွက်ရမှာကိုကြောက်နေလာမျိုးဆိုရင်ကော အဲ့ဒါလည်းဖြစ်နိုင်တာပဲ ဟုတ်တယ်လေအဲ့ဒါကိုပါရမီရဲ့တဲလွန်းစောလို့ထင်ပြီးအတင်းဆက်လုံနေဒဏ်ရာတွေပိုနှက်မတွားဘူးလားအဲ့ဒီနှစ်ခုကိုဘယ်လိုခွဲခြားတည်နိုင်မလဲ အဲ့ဒီခွဲခြားမှုကအယံကိုရေးကြည့်ပါတယ်ရှင်အတိတ်ကဒဏ်ရာကြောင့်ကြောက်တာနဲ့တကယ်ကိုကြီးထွားခြင်းလို့ကြောက်တာနှစ်ခုကြားမှာခံစားရတဲ့ရန်တရားလုံးဝမတူပါဘူး ဘယ်လိုကွာတာလဲဗျ trauma ကြောင့်ကြောက်တာကအဲ့ဒီချင်းတွေကိုလုံးဝကိုမေဖြောက်ထားခြင်းတာထွက်ပြေးခြင်းတာတက်တက်ပါစိတ်ကူးထဲမှာတော့ပြန်မတွေးခြင်းဘူးတောင်းအရင်ကူးစားဖို့လိုအပ်ပါတယ် ။အော်တကယ်လို့ကြီးသွားခြင်းလို့ကြောက်တဲ့အကြောက်တရားကြတော့ရော အဲ့ဒါကြတော့ကြောက်နေလဲကြားကပဲအဲ့ဒီအကြောင်းကိုစိတ်ကူးရင်မိနေမယ်လေတခြားသူတွေအဲ့ဒီလောက်ကိုလုပ်နေတာမြင်ရင်ငါလုပ်ရင်လို့ဘယ်လိုနေမလဲဆိုတဲ့စူးစမ်းခြင်းစိတ်လေးရှိနေတတ်တယ် ရှင်းသွားပြီဗျ။အကြောက်တရားအောင်မှာတီးခြင်းစိတ်ကပ်ပါနေတာမျိုးပေါ့။အဲ့ဒီလိုအကြောက်တရားမျိုးကိုရောဘယ်လိုကြော်လွှားမလဲ။အဒင်းဆိုလို့ပြရမှာလား မဟုတ်ပါဘူးရှင်ချက်ချင်းကြီးစွန့်စားစရာမလိုပါဘူးနေ့စဉ်နေချင်းစီလှုပ်ဆောင်ခြင်းနေနဲ့တွားရမှာပဲလူရှိထွက်ပြောရမှာကြောက်ပဲသူကချက်ချင်းလူတစ်ထောင်ရှိထွက်ပြောဖို့မလိုဘူးလေ ဟုတ်တယ်။ပထမနေ့မှာကိုယ့်အခန်းထဲကမန်ရှိမှရပ်ပြီး2မိနစ်လောက်စကားပြောကြည့်တာမျိုးပေါ့ ထားပေါ့နောက်တစ်ပတ်မှာဖုန်းလေးထောင်ပြီးဗီဒီယိုမှတ်တမ်းတင်ကြည့်မယ်ဒီလိုအတင်းမွားလေးတွေလောက်သွားခြင်းအပြင်ဦးနောက်ကိုဒီအကြောက်တရားကငါ့ကိုတကယ်တမ်းတေလောက်အောင်ဒုက္ခမပေးနိုင်ဘူးဆိုတာကိုသင်ပေးလိုက်တာပါပဲ အဲ့ဒီခါမြေကြီးမာမဟာဖြက်ဖြီးပြော့လာပြီးအောက်ကမျိုးစေ့လေးအညောက်ထွက်လာမဲ့တဘောပေါ့ မှားပါတယ်ရှင် ကဲအတွင်းစိတ်ကအကြောက်တရားတွေကိုဒီလိုနဲ့ချင်းစီကြော်ဖြတ်ပြီးထားပါတော့ဒါပေမဲ့ကိုတခဲတော်မတော်ကိုမှတခဲပါရမီရှိမရှိဆိုတာကိုဘာသာအမြဲတမ်းအကယ်ဖြတ်ဖို့ခက်တယ်ဗျ ကိုကတော့ကောင်းတယ်သမီးလုံနေတာတကယ်တော့အပြင်မှာအသုံးမဝင်နိုင်မျိုးလေးထွင်နိုင်တယ်လေ ဟုတ်တယ်ဗျအဲ့ဒီတော့အပြင်ဘက်ကမှန်တစ်ချက်လိုမျိုးအခြားသူတွေရဲ့တုံ့ပြန်ချက်တွေလိုအပ်လာပြီ အဲ့ဒီအတွက်ရင်းမြို့ထင်မှာလဝိသမားတယောက်ရဲ့တာတကကိုပြောထားတယ်ရှင်အဲ့ဒီလဝိသမားကနေတိုင်းလေ့ကျင့်နေတော့သူကိုယ်တိုင်ကသူ့ရဲ့လက်တီးပစ်ပုံကိုရိုးရိုးတာမှန်ပဲလို့ထင်နေတာ အော်ကိုဘာသာတော့မတီးဘူးကော ဟုတ်တယ်ဒါပေမဲ့နီးပြကတေချာကြည့်ပြီးသူ့ရဲ့ ability ဟာတခြားသူတွေထက်ပိုမြန်နေအရန်ထိရောက်တယ်လို့ထောက်ပြပြီးမှသူတတိထားမိသွားတယ်ပါရမီဆိုတာတခါလေကိုယ့်အတွက်အရန်လွယ်ကူနေတော့ထူးခြားမှမထိတော့တာမျိုးဖြစ်ကြတယ်လေ ဒါပေမဲ့ဗျာဒီနေရာမှာတတိထားရမှာကလူတရဲ့ချီကျူးစကားတိုင်းကိုလည်းပုံတေယုံလို့မရဘူးဆိုတာပါပဲ ဒါဖို့ရှင်လူတယောက်ကျဲကအားနာလို့ပြောတာမြော့ပြောတာမျိုးလည်းဖြစ်နိုင်တာပဲ ဟုတ်တယ်ဒါကြောင့်မတူညီတဲ့လူ9ယောက်လောက်ကကိုယ့်ရဲ့အတူညီတဲ့အဖြူမှုတစ်ခုကိုထခါချီကျူးလာပြီဆိုရင်ဥပမာမင်းကပြဿနာတစ်ခုကိုရှင်းကြတဲ့နေရာမှာအရန်ရှင်းလင်းတာပဲလို့ပြောလိုက်ရင်ဒါဟာပတ်တန်တစ်ခုဖြစ်လာပြီလို့ယူဆလို့ရမလား ရပါတယ်ရှင်အဲ့လို့ဆိုရင်လက်လူရှုလို့မရတဲ့တက်တီတစ်ခုဖြစ်လာပြီလို့ဆိုပါတယ် ဒီနေရာမှာချီကျူးစကားအနေနဲ့ပတ်သက်ပြီးကျွန်တော်မြင်တာလေးတစ်ခုရှိရဲအဲ့ဒီလိုချီကျူးခံရတာတွေဟာဈေးဝယ်လာတဲ့အသားစင်းဟင်းသိမ်းဟင်းရွက်စိမ်းတွေနဲ့တူတယ်ဗျာ ဘလို့မျိုးလဲရှင်စိတ်ဝင်စားစရာပဲ ပစ္စည်းကောင်းတွေထစ်နိုင်ပေမဲ့အဲ့ဒီအတိုင်းအစိမ့်လိုက်စားလို့မရဘူးလေပန်းကန်တဲ့အလားထည့်ထားလို့လည်းပိုက်ပြစ်မှာမဟုတ်ဘူး ဟုတ်တယ် တကယ်လက်တွေ့မိဖို့ကြောင့်နဲ့ဝင်ဒီချက်ပြုတ်ကြည့်မှာဒါဆိုလိုတာကလက်တွေ့ကွင်းနဲ့စင်ဒီ test လုပ်ကြည့်မှာဒါအဲ့ဒီຢာကကိုယ့်အတွက်တကယ်အသုံးဝင်သလားကိုယ့်ရဲ့ပါရမီအစစ်အမှန်ဟုတ်မို့ဆိုတာကိုသိနိုင်မယ်မဟုတ်လား တိကျတဲ့မြင်ကွင်းပါပဲရှင်ချီကျူးစကားကိုကြားယုံနဲ့ပန်းတိုင်ရောက်သွားပြီလို့ယူဆလိုက်တာကအကြီးမားဆုံးထောင်ချောက်တစ်ခုပါပဲချီကျူးစကားဆိုတာတန်လုံးစားတတ်တတ်ပါ အဲ့ဒီတဲလုံးစားကိုယူပြီးလက်တွေ့ကွင်းစင်ဆန်းတက်ပြမှာပေါ့ တပေါ့ဒါပေမဲ့ဗီဒီယိုထဲမှာထပ်ပြထားတာကတော့မိမိကိုယ်ကိုယုံကြည်မှုမရှိခြင်းဟာဒီလိုလက်တွေ့ဆန်းသက်မဲ့အဆင့်မှာအကြီးမားဆုံးအဟန့်အတားဖြစ်လာတတ်တယ်လို့ဆိုပါတယ် အော် low self esteem မော
ဘယ်လိုမျိုးအဟံတာဖြစ်တာလဲဗျာ ဟုတ်ပါတယ်ရှင်ဒီတော့အပြင်ထွက်ပြီးစမ်းသပ်ရမယ်လက်တွေ့စမ်းသပ်တဲ့အခါအခြားသူတွေလက်လျှော့သွားတဲ့အလုံးမျိုးမှာတော့ကိုကဆက်လုံချင်နေသေးလားဆိုတာကိုစောင့်ကြည့်ရမယ် ဥပမာအရောက်သမားတယောက်က fault theory စီကနေအချင်းချင်းညင်းပယ်ခံရတာတော့နောက်ထပ်တယောက်ကိုတွားရောက်ဖို့အားအင်ရှိနေသေးတာမျိုးပေါ့ ဒါမှမဟုတ်ဗီဒီယိုတစ်ခုကိုအကျဉ်းဆက်ခါလုံးပြန်ပြင်ရတာတောင်စိတ်မပြတ်ပဲပို့ကောင်းအောင်လုပ်ချင်နေသေးတာမျိုးဆိုရင်ဒါဟာတာမန်အန်ကျိတ်သေးခံတာမျိုးမဟုတ်ပါဘူးအဲ့ဒါပါရမီရဲ့တိတ်ဆိတ်တဲ့တွန်းအားပဲဖြစ်ပါတယ် အဲ့လိုလက်တွေ့ကွင်းစင်းစမ်းသပ်ပြီးဆိုရင်တော့ရှုံးနေမှုတွေကတေချာပေါက်ကျုံလာရမှာပဲလေဘယ်သူမှပထမဆုံးအချိန်မှာအလုံးပြည့်စုံမနေနိုင်ဘူး မှန်ပါတယ်ရှင်အဲ့ဒါကရှောင်လွဲလို့မရတဲ့အဆင့်တစ်ခုပါ အဲ့တော့အဲ့ဒီကြာရှုံးမှုပေါ်ကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဆိုတာကတကယ့်ပါရမီကိုတိုင်းထားတဲ့နောက်ဆုံးစစ်ဆေးချက်ဖြစ်လာမလား ဟုတ်ပါတယ်ဒီအချက်ကိုရှင်းပြမှုဗီဒီယိုထဲမှာလမ်းလျှောက်တင်စာကလေးတစ်ယောက်ရဲ့တာရကကိုတုံးထားပါတယ်ရှင် ကလေးတွေကလဲကြရင်လည်းမရှက်ဘူးရေ ဟုတ်တယ်ရှင်လမ်းလျှောက်တင်တဲ့အခါလက်ကျသွားရင်အရှက်မရှိပဲအချက်ချင်းပြန်ထားတယ်ငါလမ်းလျှောက်ဖို့ပါရမီမပါဘူးထင်တယ်လူတွေငါ့ကိုရဲကြတော့မှာပဲလို့မတွေးဘူးလေ ဟုတ်တယ်ဗျာဘာလို့လဲဆိုတော့သူတို့မှာဇာတိမှာego မရှိသေးလို့ပေါ့ အတိအကျပဲဒါပေမဲ့လူကြီးတွေကြတော့ ego တွေကြီးလာပြီလူမှုအတိုင်းအဝိုင်းငါကိုဘယ်လိုမြင်မလဲဆိုတော့ကိုဂရုစိုက်လာပြီဖြစ်လို့တစ်ခါလဲတာနဲ့ရှက်ပြီးလက်လျှော့တတ်ကြတယ် အဲ့တော့ကိုကအလုပ်တစ်ခုကိုစမ်းသပ်လုပ်ကြည့်လို့ကြာရှုံးသွားတဲ့အခါကိုဘာပြန်မေးရမလဲ ငါကကိုယ့်ရဲ့ ego ကြောင့်လူတွေရှင်းမှာအရှက်ကွဲမှာကြောက်လို့လဲလော့လိုက်တာလားဒါမှမဟုတ်ရှုံးတော့ပေမဲ့လည်းအဲ့ဒီအလုပ်ကိုတကယ်ချစ်လို့ဘာကြောင့်မားသွားတာလဲဆိုတော့တိကျင်စိတ်ပြန်ပြလို့ပြန်လှုပ်ချင်နေသေးတာလားဆိုတာကိုပြန်မေးရပါမယ် တိကျင်စိတ်ကြောင့်ပြန်လှုပ်ချင်သေးတယ်ဆိုရင်ဒါဟာပါရမီရဲ့ခိုင်မာတဲ့တဲလလွန်စာပေါ့ ဒါပေါ့ရှင်အဲ့ဒီအတွက်ဗီဒီယိုကနေကြံပြထားတာကတော့အရာတစ်ခုကိုရက်30ဆက်တိုက်စမ်းသက်လုပ်ကြည့်ထို့ပါပဲ ခန်းစားချက်တက်တက်နဲ့ဆုံးဖြတ်ထားတဲ့နီးစဉ်ရက်30စက်တိုင်လုပ်ကြည့်တဲ့အပြုမှုနဲ့တက်တဲ့ပြဆုံးဖြတ်တာကပုံမှန်ကန်တယ်လို့ဆိုလိုတာလား ဟုတ်ပါတယ်ရှင် ခဏလေးဗျာရက်30ဆိုတဲ့ကိစ္စကိုနည်းနည်းထပ်ဆွေးနွေးခြင်းနဲ့ ဟုတ်ကဲ့မေးပါရှင် ကျွန်တော်ဖတ်ဖူးတဲ့ London တက္ကသိုလ်UCL ရဲ့သူတတနာတစ်ခုမှာတော့အလစ်ချင်းတစ်ခုတကယ်ထက်လာဖို့ကိုခန္ဓာကအလိုလိုတိသွားတဲ့အစဉ်ရောက်ဖို့ဆိုရင်ပြားမြတ်66ရက်ကြာရတယ်လို့ဆိုထားတယ်ဘာဖြစ်လို့ဒီရင်မြတ်က66ရက်မဟုတ်ပဲရက်30လို့သတ်မှတ်ထားတာလဲ အော်သူတေသနာချစ်လက်ရတော့66ရက်ဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုမှာရက်30လို့သတ်မှတ်ရတဲ့အကြောင်းရင်းကအလျက်ကျင်ဖြစ်တော့ဖို့ကိုရည်ရွယ်တာမဟုတ်ပါဘူး ဒါဆိုဘာကိုတိုင်းတာတာလဲဗျာ ရက်30ဆိုတာကိုဒီအလုပ်ကိုတကယ်နဲ့သက်သလားဆက်လို့ကျင်စိတ်ရှိသေးသလားပြီးတော့ကိုယ့်ရဲ့တင်ယူမှုတူးတက်နှုံးကတကယ်ပဲအပေါ်ကိုတက်လာသလားဆိုတာကိုစမ်းသပ်ဖို့လုံလောက်တဲ့အချိန်ကလာတစ်ခုအဖြစ်သတ်မှတ်ထားတာပါ ပထမဆုံးအချိန်လုံးရတာနဲ့ရက်30မြောက်မိမှာလုံးရတဲ့ကြားတွေကကွာခြားချက်ကိုမြင်နိုင်ဖို့တည်တံ့ရည်ရွယ်တာဖြစ်မှာပေါ့ ဟုတ်ပါတယ်ရှင် ဒါဆိုဒီနေရာမှာနောက်ထပ်လက်တွေကြတဲ့မေခွန်းတစ်ခုမေးခြင်းတဲ့ရက်30စံတက်တဲ့နေရာမှာဥမာဗီဒီယိုဒီဖြတ်တာတော့ပုံဆွဲတာတော့ဆိုရင်ရက်30တွေမှာကိုယ်လက်ရပိုကောင်းလာတာကိုမျက်စိနဲ့တက်မြင်ရတယ်လေ တိုးတက်မှုကိုတိုင်းတာလို့လွယ်တယ်ပေါ့ ဟုတ်တယ်ဒါမဲ့စာရေးတာတော့ဒါမှမဟုတ် stock share ရင်းနှီးမြှုပ်နှံမှုလောက်တာတော့ဆိုရင်ရက်30တွေမှာဘာရလက်မှမမြင်ရဘူးပိတ်ဆက်လက်တပြားမှဝဲမလာဘူးဆိုပါစို့ပြင်ပကနေကြည့်ရင်ဘာမှပြောင်းလဲမသွားဘူးအဲ့ဒီလိုချင်းနေမျိုးမှာကိုတိုးတက်လာမှဘယ်လိုတည်နိုင်မလဲအဲ့ဒါပါရမီမရှိဘူးလို့ယူဆပြီးရက်လက်ရတော့မှာလား အဲ့ဒါကတော်တော်များများမားရတဲ့အချက်ပါပဲရှင်ရက်30ဆိုတဲ့အချိန်ငါးလကိုတတ်မှတ်တာကပြင်ပရလက်တွေကိုတိုင်းတာဖို့လုံးဝမဟုတ်ပါဘူး ပိတ်ဆံဘယ်လောက်ရလာလဲနာမည်ဘယ်လောက်ကြီးလာလဲဆိုတာတိုင်းတာတာမဟုတ်ဘူးပေါ့ ဟုတ်ပါဘူးရှင်အတွင်းပိုင်းကလေးလာတင်ယူမှုတိုးတက်နှုန်းကိုတိုင်းတာတာပါစာရေးတာပဲဖြစ်ဖြစ်ယင်းနှမြုံနှံမှုလောက်တာပဲဖြစ်ဖြစ်ရက်30ပြည့်တဲ့အခါတင်းရဲ့တွေးခေါ်ပုံတွေပိုပြီးစနစ်ကျလာသလားဆိုတာကိုကြည့်ရမယ် အရင်ကရှုပ်ထွေးနေတဲ့အချက်လက်တွေကိုပိုပြီးမြင်မြန်ဆန်ဆန်ချိတ်ဆက်လာနိုင်သလားဆိုတာမျိုးပေါ့ ဟုတ်တယ်ဥပမာယင်းနှမြုံနှံမှုမှာရှုံးသွားတယ်ဆိုရင်တော့အရင်ကလိုဘာလို့ရှုံးမှမသိငိုင်းနေတာမျိုးမဟုတ်ပဲငါဒီအချက်ကိုတွက်တာမှာပါလို့ဆိုပြီးအမားကိုချက်ချင်းသိလာနိုင်သလားပေါ့ ရှင်းသွားပြီဗျအဲ့ဒီလိုအတွင်းပိုင်းမှာတိတိတသာတိုးတက်လာတာကိုကိုယ်တိုင်ခံစားရတယ်ပြီးတော့ပိုတိကျင်လာတယ်ထက်လောက်ကျင်စိတ်ရှိနေသေးတယ်ဆိုရင်ဒါဟာပြင်ပရလက်မပြသေးရင်တောင်မှကိုယ့်ရဲ့ပါရမီနဲ့ထပ်တူကြနေတယ်ဆိုတော့ခိုင်မာတဲ့တသက်ပဲပေါ့ အတိအကျပါမယ်ရှင် ဒါဒီကိုပြန်ချင်းပါရမီဆိုတာကျွန်တော်တို့ထင်ထားသလိုကောင်းငင်ကနေကြားလာတဲ့မော်ဆန်တဲ့ရမဟုတ်ပါဘူးပါရမီဆိုတာကိုလုံးနေတဲ့ရပေါ့ဥနောက်ကဆုလပ်တွေကိုဘလို့တမတ်တယ်လဲအကြောက်တရားကိုဘလို့ရှုထောင်းကနေမြင်တယ်လဲ
အခြားသူတွေစုတ်ခွာသွားချိန်မှာကိုယ့်ရဲ့ဇွဲလွန်လာတာဘလောက်အထိတိတ်တိတ်ဆိတ်ဆိတ်ဆက်တွားနိုင်တယ်ဆိုတာတွေအားလုံးပေါင်းဆက်ထားတဲ့စိတ်ပညာရန်တရားတစ်ခုပါပဲ ဟုတ်ပါတယ်ရှင်နောက်ပြီးကြားရှုံးတဲ့အခါ ego ကိုဖယ်ထားပြီးတင်ယူလို့စိတ်ကဘလောက်အထိရှင်တန်နေတယ်လဲဆိုတာလဲပါတာပေါ့ ဒါကြောင့်အခုချိန်နေငါမှာဘာပါရမီမှမရှိဘူးဆိုပြီးကိုယ့်ကိုတန်ရဝနေမယ့်အစားငါရဲ့ music တရားအကြောက်တရားဆိုတဲ့မြေကြီးမှာအောက်မှာရောက်နေတာလားဒါမှမဟုတ်ငါကိုယ်တိုင်ကမှယုံကြည်မှုမရှိလို့အန်ဆွဲထဲမှာတော့ခတ်ပေးလောင်ထားတာလားဆိုတာကိုပြန်စဉ်းစားကြည့်ဖို့ကောင်းတယ်ဗျာ တေချာတာပေါ့ရှင်အရာရာကိုအစားကနေစားလို့ရတာသူညငနေစားရတာဟာကြာရှုံးမှုမဟုတ်ပဲတကယ်ပါရမီကိုရှာဖွေဖို့စံတသက်အဆင့်တစ်ခုသာဖြစ်ပါတယ်ကိုကိုအချိန်ပေးဖို့လိုသလိုလက်တွေ့ကွင်းစင်းပြီးအမားလောက်ခွင့်ကြာရှုံးခွင့်လက်ပေးဖို့လည်းလိုပါတယ် ကြောက်ကြီးရဆိုတာတားစီးတဲ့တတိုင်းကြီးမဟုတ်ပဲကိုယ့်အတွက်တကယ်အရေးကြီးတဲ့အရာစီကိုမြွန်တနေတဲ့လမ်းပြမေပုံဖြစ်နိုင်တဲ့ဆိုတာကိုအမဲတတိယစေချင်ပါတယ်ကဲဒီရင်းမြစ်ကိုလေ့လာပြီးတဲ့နောက်မှာတွေးစရာတစ်ခုကိုချမ်းသာအေးချင်တယ်ဗျ ဘာများလဲရှင် ကျွန်တော်တို့ရဲ့ဦးနောက်ကတကယ်ပါရမီတွေကိုအကြောက်တရားတွေ ego တွေအောက်မှာအခုလိုကောင်းကောင်းကြီးဖုံးကွယ်ထားနိုင်တယ်ဆိုရင်လေတခါတည်းညကျွန်တော်တို့အမုန်းဆုံးကျွန်တော်တို့ရဲ့အားနည်းဆုံးလို့ထင်ထားတဲ့အချက်တွေဟာမှန်ကန်တဲ့နေရာမှန်ကန်တဲ့ပတ်ဝန်းကျင်ကိုမရောက်သေးလို့သာအတုံးမဝင်ဖြစ်နေတယ်တကယ်တော့ဆွမ်းအားကြီးမှလည်းလက်နဲ့တစ်ခုများဖြစ်နေမလားဆိုတာပါပဲ အော်တကယ်ကိုစဉ်းစားစရာပါပဲရှင် ဟုတ်တယ်ဗျာကိုယ့်ရဲ့အားနည်းချက်တွေကိုအပြစ်ဒဏ္ဍာစာတစ်ခုလို့မမြင်ပဲငါဒီလက်နဲ့ကိုဘယ်နေရာမှာတုံးရမလဲဆိုတဲ့ရှုထောင့်အတစ်ကနေပြန်ကြည့်ဖို့အချိန်ရောက်ပြီလားဆိုတဲ့အတွေးလေးနဲ့ပဲဒီနေ့ရဲ့နည်းနည်းချိုင်းချိုင်းလေးလာတုံ့တက်မှုအစီအစဉ်ကိုရနာဝင်ပြပါဗျာလူတယောက်